အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကတင်းရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲပြစ်မဲ့ Keystone Habit အလေးချင်း6မျိုးကြောင့်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကျန်းမာရေးလူမှုရေးနဲ့အလုပ်ကိုင်ဆိုင်ရာအလေးချင်းတွေကဘဝအတွက်အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီထက်ပိုထိရောက်တဲ့အလေးချင်းတစ်ခုတည်းနဲ့ level ပေါင်းစုံကိုအကျိုးပြုနိုင်တဲ့ Keystone Habit လို့ခေါ်တဲ့ပင်မအလေးချင်းကောင်းများဆိုတာတွေလည်းရှိပါသေးတယ်Keystone ဆိုတာကအစာအုပ်တစ်ခုရဲ့အမိုးခုံးမှာအလဲတက်တက်ကနေအားလုံးကိုထိန်းထားပေးတဲ့ကြောက်တုံးကိုခေါ်ဆိုတာပါအဲ့ဒီကြောက်တုံးသာရှိမယ်ဆိုရင်ကြံတဲ့ကြောက်တုံးတွေကအလိုလိုအစီအစဉ်တကျဖြစ်နေမှာဖြစ်ပါတယ်ဘဝမှာ Keystone Habit 6ခုကိုသာခိုင်မာအောင်တည်ဆောက်နိုင်မယ်ဆိုရင်ကြံတဲ့အလေးချင်းတွေကသင်အတွက်အလိုလိုလိုက်ပါလာပါလိမ့်မယ်နံပါတ်1 Keystone Habit ကတော့စာဖတ်ခြင်းဖြင့်သင်ရဲ့ mindset စိတ်နေစိတ်ထားကိုအဆင့်မြင့်တင်ရပါမယ်စာဖတ်တာကဘ ഹു တုတရဖို့တခုတည်းတင်မဟုတ်ပါဘူးအောင်မြင်တဲ့သူတွေရဲ့တွေးခေါ်ပုံ mindset ကိုကိုယ်အုံနောက်ထဲ copy ယူကူးထည့်လိုက်တာနဲ့တူပါတယ်စာဖတ်တဲ့အလေးချင်းရှိလာတဲ့အခါမှာစကားပြောရင်ပို့ပြီးတော့အကြောင်းအကျိုးစီရောလာမယ်ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာလည်းပို့ပြီးတော့နီလန်းကျလာပါလိမ့်မယ်နံပါတ်2 Keystone Habit ကတော့တရားထိုင်ခြင်းနဲ့စိတ်ကို system တိဆောက်ပေးရပါမယ်ကျွန်တော်တို့အုံနောက်ကတနေ့လုံးအချက်လက်တွေ stress တွေ PR တွေနဲ့ရှုပ်ထွေးနေတတ်ပါတယ်။တနေ့ကို7မိနစ်လောက်တရားထိုင်ပေးတာကစိတ်ကို reset ချပေးလိုက်တာနဲ့တူပါတယ်။ဒါကအသင်ကိုပို့ပြီးတော့ focus အာရုံစူးစိုက်မှုကောင်းစေသလိုစိတ်တူလွယ်ရနဲ့စိတ်ဖိစီးတာတွေကိုလည်းတိတိတတ်တာရောကြစေပါတယ်။နံပါတ်3 Keystone Habit ကတော့ exercise လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်မိမိကိုယ်ကို energy ကိုပြန်လည်တည်ဆောက်တာဖြစ်ပါတယ်။ exercise လုပ်ခြင်းကကျန်းမာရေးအတွက်ပဲမဟုတ်ဘဲနဲ့ self discipline ကိုယ်တိုင်ထိန်းကျောင်းမှုအတွက်လေ့ကျင့်ခန်းလုပ်ရတာပါလေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူကတနေ့တာလုံးကိုဖြတ်သန်းဖို့ပိုပြီးတက်ကြွတဲ့စွမ်းအင်တွေရရှိလာသလိုအလိုလိုနေရင်ကိုယုံကြည်မှု self confidence လည်းတိုးလာစေပါတယ်နံပါတ်4 Keystone Habit ကတော့ plan ဒီအစီအစဉ်ချခြင်းဖြင့်အချိန်ကိုစီမံခန့်ခွဲရပါမယ်ဘာပဲလုပ်ပဲ project ပဲလုပ် plan မပါပဲလုပ်တာကရှုံးနေမှု plan ချနေတာနဲ့အတူတူပဲဖြစ်ပါတယ်မနှက်ဖြန်ဘာလုပ်မလဲဆိုတာကိုဒီနေ့ညမှာကြိုတင်စီစဉ်တတ်တဲ့အကျင့် to do list ရှိတယ်ဆိုရင်သင်ရဲ့အလုပ်အတွက်နှုန်း productivity ကတိတိတတ်တာတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်နံပါတ်5 Keystone Habit ကတော့မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်း self reflection နည်းနဲ့အမှားနဲ့အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်ဒီနေ့က system တစ်ခုရဲ့ feedback အပိုင်းဖြစ်ပါတယ်ဒီနေ့ဒါကုံဆုံးချိန်မှာဒီနေ့ငါဘာတွေကောင်းကောင်းလုပ်ခဲ့လဲဘာတွေမှားခဲ့လဲမနှက်ဖြန်ဘာကိုပိုကောင်းအောင်လုပ်မလဲဆိုပြီးပြန်သုံးသပ်တတ်တဲ့အချင်းကတင့်ကိုအမှားနည်းစေပြီးတော့အတွေ့အကြုံကနေသင်ငန်းစာယူတတ်သူဖြစ်လာစေပါတယ်နောက်ဆုံး Keystone Habit ကတော့ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲတတ်ခြင်း financial discipline စည်းကမ်းရှိခြင်းဖြစ်ပါတယ်ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲတတ်တာကအခြေခံစည်းကမ်းရှိမှုရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ကိုသုံးလိုက်တဲ့ငွေတွေကိုစနစ်တကျမှတ်တမ်းတင်တာလိုအပ်တာနဲ့လိုချင်တာကိုခွဲခြားတတ်တာကတင့်ကိုစိတ်ပိုင်းဆိုင်ရာမှာလုံခြုံမှုပေးနိုင်ရုံတင်မကဘဲနဲ့ဘဝရဲ့တခြားကဏ္ဍတွေမှာပါစည်းကမ်းရှိလာအောင်တွန်းအားပေးနိုင်ပါတယ်။အခုဒီ6ချက်လုံးကိုတပြိုင်နက်တည်းလုပ်ဖို့တော့တင့်အနေနဲ့မလွယ်ကူပါဘူး။ဒါပေမဲ့တစ်ခုချင်းစီကို66ရဲ့ challenge တစ်ခုအနေနဲ့စတင်ကြည့်ရပါမယ်။သိပ္ပံဒီကြားလေးလာမှုတွေရအလေးချင်းအသစ်တစ်ခုအုံနောက်ထဲမှာဆွဲမြဲသွားဖို့အတွက်66ရဲ့အချိန်ယူရပါတယ်ပထမ22ရက်မှာတော့အကျဉ်းဟောင်းတွေကိုဖျက်ထုတ်ရတဲ့အတွက်တင့်အနေနဲ့အရန်ပင်ပန်းပါလိမ့်မယ်ဒုတိယ22ရက်မှာတော့တင့်ရဲ့အုံနောက်ကစတင်လက်ခံလာပြီးတော့နည်းနည်းပိုလွယ်ကူလာလိမ့်ပါမယ်နောက်ဆုံး22ရက်ကတော့အလေးချင်းကတင့်ရဲ့မတိစိတ်တဲ့အထိရောက်သွားပြီးတော့အလိုလျောက် automatic ဖြစ်သွားမယ့်အဆင့်ဖြစ်ပါတယ်လူတစ်ယောက်ကဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်အခု Keystone Habit တွေကိုတိဆောက်ဖို့အခုပဲစတင်သင့်ပါတယ်။အခု Keystone Habit 6ချက်တွေကသင်ပဲတစ်ခုကိုအရင်ဆုံး66ရဲ့ challenge တစ်ခုအနေနဲ့စလုပ်မလဲဆိုတာကို comment မှာဝေမျှသွားပေးခဲ့လို့ရပါတယ်။အခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ channel လေးကို subscribe like and comment တွေပြုလုပ်သွားပေးကြပါ။အခုလိုနောက်ထပ်ဘဝနေထိုင်ဒီစနစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။